မူးတဲထာနီရဲ့ရန်ကုန်မြို့ရဲ့ညတညပါအချိန်ကတော့ည7:00နာရီကျော်နေပါပြီတက္ကစီမောင်တမကိုမျိုးတယောက်အိမ်ပြန်ဖို့ပြင်နေတော့လမ်းဘေးမှာထီးမပါပဲမတ်တက်ရက်နေတဲ့မင်းကလေးတယောက်ကိုတွေးလိုက်ရတယ်သူမကအဖြူရောင်ဂါဝင်ရှိကြီးခုံဝတ်ထားပြီးစပင်းတွေကစိုးရွဲနေတယ်ကိုမျိုးလဲတနာတာနဲ့ကားကိုသူမရှိမှရက်လိုက်တယ်မြမဘဲကိုသွားချင်လို့လဲဗျာလို့ကိုမျိုးကမေးလိုက်တယ်မင်းကလေးကခေါင်းငုံထားရင်လည်းအတန်တိုးတိုးလေးဖြေတယ်မြောက်ဥက္ကလာနှစ်ရက်ကွက်ဖက်ကိုမောင်းပေးပါကိုသူမအတန်ကအရန်အေးဆက်ပြီးဝမ်းနေနေတဲ့ပုံစံမျိုးပါလမ်းတစ်လျှောက်လုံးသူမဘာစကားမှမပြောပါဘူးဒါပေမဲ့ကိုမျိုးနောက်ကြည့်မှန်ကနေလှမ်းကြည့်လိုက်တိုင်းသူမကလမ်းဘေးကိုငေးကြည့်နေတာတွေ့ရတယ်သူမရဲ့မျက်နှာကဖြူဖြော်လုံးပြီးအသက်မရှိသလိုပါပဲညီမဒီချိန်ကြီးတယောက်တည်းအပြင်ထွက်တာမကြောက်ဘူးလားသူမကချီချီချင်းခေါင်းမော့လာပြီးတမအိမ်ပြန်ချင်လို့ပါအိမ်ကိုမပြန်ရတာကြာပြီသူမပြောတဲ့လမ်းကြားလေးတွေကအိမ်အိုကြီးတစ်လုံးရှိကိုရောက်ကြော့ကားရပ်လိုက်တယ်အိမ်ကြီးကမှောင်မဲနေပြီးလူနေတဲ့ပုံစံမပေါ်ဘူးရောက်ပါပြီညီမကြားတင်ငွေက9000ပါခဏလေးတော့ကိုအိမ်ထဲကနေပတ်စံသွားယူလိုက်အောင်မယ်ဒီမှာ